ပေါင်းဆလို့ရှိရချီကလူရောက်ရဟန်ကျသူတဲ့ဘဝချင်ရင်ပေါင်းဆလို့ရှိရရောမရသူဝညရှိရမောချောချေခရပါကရှိရတော့ပဲရှိခရဖွန်ဆလဝန်ဘဝကေမရှိတော့တဲ့ဖွန်ဆလဝန်ရှိလို့